ရွှေတစ်ချက်သားဆွဲကြိုးအစ်စ်ကိုအတုနဲ့လဲယူသွားခဲ့တဲ့ပါးနဲ့လုံးနဲ့တကူအခုမြင်ရတဲ့ဝက်ကောင်းစားလာနဲ့မိန်းမကတကယ်တော့တကူတယောက်ဖြစ်ပါတယ်ခင်ဗျဒီတကူကရွှေဆိုင်ဝန်နှန်းပြပေးနေတဲ့ပထမဆွဲကြိုးတကုံးကိုတိတ်ပြီးတော့အကြိုက်မတွေ့တဲ့ပုံစံနဲ့ကြည့်နေခဲ့ပါတယ်ဝန်နှန်းကိုနောက်ထပ်ပြပေးဖို့ပြောရင်းနဲ့အဲ့ဒီမှာသူ့လက်ထဲကဆွဲကြိုးကိုပြန်ပေးလိုက်ပြီးတော့သူမကပြထားတဲ့ရွှေတွေကိုယူနေခဲ့ပါတယ်ဒီတစ်ခါမှာတော့အကြိုက်တွေ့ရန်ရှိပြီးတော့ပြသပေးဖို့ပြောနေတဲ့တစ်ချက်သားကြိုးကြီးကိုရွှေဆိုင်ကဝန်နှန်းကောင်မလေးကထုတ်ပြခဲ့ပါတယ်တခုကတော့ဝန်နှန်းကောင်မလေးကိုမေးခွန်းနဲ့ဇက်တိုက်မေးနေပြီးတော့သူ့ရဲ့လက်ကတော့လှုပ်ရှားနေခဲ့ပါတယ်။သူမဆွဲကြိုးအစ်စ်ကင်ထားတဲ့လက်ကိုဘိုက်နဲ့ကပ်ပြီးတော့အနေဆုံးထိကိုနှိမ်ထားပြီးအမှပစံကိုကင်ထားတဲ့လက်ကဆွဲကြိုးအတုနဲ့လဲပစ်ဖို့ပထမတစ်ချိန်ကြိုးစားပါသေးတယ်။ဒါမဲ့လည်းတိတ်ပြီးတော့မဟန်တာကြောင့်မလို့အလျှော့ပေးနေဝန်နှန်းကောင်မလေးကိုပဲဇက်တိုက်စကားတွေမဲပြောနေခဲ့ပါတယ်။ကောင်မလေးကပိုကောင်းတဲ့ဝန်ဆောင်မှုတွေအတွက်မိသမျှကိုဖြည့်ပေးနေနေတခုကတော့ဘေဘက်လက်ထဲကစုပ်ကင်ထားတဲ့ဆွဲကြိုးအတုကိုညာဘက်လက်ကအစ်စ်နဲ့ဖက်ခနဲ့လဲခဲ့ပါတယ်။လဲထားတဲ့ဆွဲကြိုးအတုကိုပြန်ပြီးတဲ့အခါမှာတရှူးစာကြီးပါလာခဲ့ပြီမဲ့သူမမင်းတီတီနဲ့ပဲစကားတွေဆက်ပြောနေခဲ့ပါတယ်။သူမရဲ့လက်ထဲကတရှူးနဲ့တူတူလဲယူထားတဲ့ရွှေအစ်စ်ကြိုးကိုလုံးပြီးတော့လက်ကင်အိတ်ထဲကိုထည့်နေပြီမဲ့တကူကအမူအရာမပြတ်ဘဲနဲ့ဆက်ဝင်နေခဲ့ပါတယ်။ဒါကရွှေဆိုင်တစ်ခုရဲ့ CCTV မှတ်တမ်းမှာရုပ်ရှင်တွေကလိုမျိုးကောင်းကောင်းမွန်မွန်ဝတ်စားထားပြီးတော့အထက်တန်းလွှာလူရန်စားကအထာကျကျခိုးယူနေတဲ့ဖြစ်ရက်ကိုအပြင်မှာတွေ့နေရပဲဖြစ်ပါတယ်။